အဲ့တော့ချင်းတိလေး rat အတွက်အဆိုးဝါးဆုံးနဲ့အသေးအသက်ဆုံးအချိန်ပါပဲသူဟာသူ့ရဲ့နယ်မြေအတွက်ပုံမှန်ကင်းလှည့်နေတော့မှာပဲခွေးအားအကောင်30ပါတဲ့အုပ်စုကြီးရဲ့ဝိုင်းရန်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ် rat ဟာအရွယ်မရောက်သေးတဲ့အတွက်ခွေးအားအုပ်စုကိုတယောက်တည်းခုခံနိုင်စွမ်းမရှိပါဘူးသူလုံနိုင်တာဆိုလို့နောက်ကျောကနေအကိုက်မခံအောင်မြေကြီးပေါ်မှာထိုင်ချပြီးခုခံနေရုံပါပဲဒါပေမဲ့မကြခင်မှာred ear in out ဟာတခီးဖြည်းရော့နေလာပါတော့တယ်ဒီလိုအရေးကြီးတဲ့အချိန်မှာပဲပုံရိပ်တစ်ခုဟာစစ်တပ်တစ်ခုလိုအရှင်အဟုန်နဲ့ရောက်ရှိလာပါတယ်။အော်ဂုတ်လအတွင်းမာဆိုင်မာရာဘေးမိတ်တော်မှာတော့အရင်ကအင်အားကြီးမှဟဲ့မာရာချင်းတိအုပ်စုဟာအရွယ်ရောက်ပြီးသားအထီးတွေထွက်သွားကြတဲ့အတွက်အင်အားချိနေပါတယ်။ချမ်နဲ့သူ့ရဲ့မောင်နှမဝမ်းခွဲဆိုတဲ့အမတ်နှကောင်နဲ့အရွယ်မရောက်သေးတဲ့သားပေါက်လေးတွေပဲကြံပါတော့တယ်။စားစရာရောက်ဖို့အတွက်ချမ်နဲ့စီယနာတို့ဟာတလဲစီအမဲလိုက်ကြရပါတယ်။တညမှာတော့စီယနာအလှည့်ထက်ပေမဲ့သူမှမသိတာကတော့တေးစေနိုင်တဲ့အန်ဒီယာတစ်ခုကစောက်ကြိုနေတာပါနောက်တနေ့နေထွက်လာတဲ့အထိစီယနာတန်မလာခဲ့ပါဘူးတကယ်တော့ပြီးခဲ့တဲ့ညအမဲလိုက်ရင်နဲ့သူမဟာတောကောင်တကောင်ရဲ့ချွန်ထတ်တဲ့ဦးကြိုနဲ့ဝမ်းပိုက်ကိုအခွင့်ခံလိုက်တာကြောင့်မလှုပ်ရှားနိုင်ပဲဖြစ်နေခဲ့တာပါဒါဟာခွေးအရီအတွက်အစာထက်သွားနိုင်တဲ့အလွန်အန်ဒီယာများတဲ့အခြေအနေပါစီယနာပျောက်ဆုံးသွားတဲ့အတွက်ချမ်တယောက်ထဲကပဲအမဲလိုက်ဖို့တာဝန်ယူရပါတော့တယ်မကြခင်မှာပဲချမ်ဟာတိုးပီတမင်တကောင်ကိုတွေ့ရှိပြီးအလစ်အငိုက်မှာဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အမဲလိုက်တဲ့အတန်ကြောင့်ခွေးအားတွေရောက်လာပါတော့တယ်။ခွေးအားတွေတိုက်ခိုက်တော့မဲ့အချိန်မှာပဲချမ်ရဲ့သမီးထက်သူယာရောက်လာပြီးကူညီခဲ့တာကြောင့်ခွေးအားတွေကိုမောင်းထုတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်သူတို့အုပ်စုအတွက်လိုအပ်နေတဲ့အစာကိုရရှိခဲ့ပါတယ်။ဒီအချိန်မှာတော့ထက်သူဟာအသက်3နှစ်ရှိနေပြီးလေဆံမွေးတွေထွက်လာတာကြောင့်အရွယ်ရောက်ဖို့နီးကပ်လာပါပြီ။သူနဲ့သူ့ရဲ့ညီ rat တို့ဟာမဟာမိတ်ဖွဲ့ပြီးကို့အနာဂတ်ကိုကိုယ်တိုင်ထူထောင်ဖို့ပြင်ဆင်နေကြတာပါဒါပေမဲ့ red ကင်းလေရင်းနဲ့ခွေးအနယ်မြေတွေကိုမှားယွင်းဝင်ရောက်သွားတဲ့အခါအတိုက်ခိုက်ခံရပါတော့တယ်ခွေးအတို့ရဲ့ဝိုင်းခိုက်မှုကိုခံရတဲ့အတွက် red အားအင်ကုန်ခံပြီးရှုံးနေတော့မယ့်အခြေအနေမှာသူ့ရဲ့အကိုတက်တူရောက်လာပြီးကဲတင်ခဲ့ပါတယ်ချင်းသိအထီးနှစ်ယောက်ဖြစ်သွားတဲ့အတွက်ခွေးအတွေလည်းစုတ်ခွာသွားကြရပါတယ်ဒီဖြစ်ရပြီးနောက်မှာတော့ညီအကိုနှစ်ယောက်ကြားကတန်ရောစင်ဟာပိုပြီးခိုင်မြဲသွားပါတော့တယ်အန်အောစရာကောင်းတာကတော့အတန်ကြာပျောက်ဆုံးနေတဲ့စီယန်နာဟာလည်းအသက်ရှင်လျက်ပြန်ပေါ်လာတာပါပဲသူမဟာဒန်ယာနဲ့တယောက်တည်းရှိနေစဉ်မှာအကျွင်းအကြံအစာလေးတွေကိုရှာဖွေစားတော့ပြီးကြံခံအသက်ရှင်ခဲ့တာပါသူမအုပ်စုနာကိုရိုင်နဲ့လမ်းလျှောက်ပြီးပြန်ရောက်တဲ့အခါမှာတော့ညီအကိုနှစ်ယောက်ဟာအချင်းအတော်ကြာခွဲခွာခဲ့ပေမဲ့တူးပေါ်တူးထားရှိတဲ့တန်ရောက်စဉ်ကတော့ပြောင်းလဲမသွားခဲ့ပါဘူးစိတ်ဝင်စားစရာအချက်တများချင်းတိအုပ်စုခွဲပုံချင်းသိအထီးတွေဟာအရွယ်ရောက်လာရင်အုပ်စုတွေကထွက်သွားပြီးညီအကိုတွေစုပန်းကကိုယ်ပိုင်နေမြေရှာဖွေတတ်ပါတယ်။ခွေးအနဲ့ချင်းသိဒီတတဝါနှမျိုးဟာတဘာဝရဲ့ရံပတ်တွေဖြစ်ပြီးအစာနဲ့နေမြေအတွက်အမြဲတမ်းတိုက်ခိုက်လိရှိပါတယ်